ရှင်သန်လို့ထမဇ္ဈိမ YouTube channel ကနေကြိုဆိုလိုက်ပါတယ်အားလုံးသော YouTube channel ကိုကြည့်နေကြတဲ့ဓမ္မမိတ်ဆွေများမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်ဒီကနေ့မှာတော့မဟာဗုဒ္ဓဇေတီတော်အတွင်းမှာရှိနေတဲ့တတ္တတတ္တဟခုနဌာနရှိတဲ့နက်ကစတုထရတနာကရတတ္တဟကိုတွားရောက်လေ့လာကြမှာဖြစ်ပါတယ်ဒီရတနာကရတတ္တဟဆိုလို့ရှိရင်မဟာဗုဒ္ဓဇေတီတော်ရဲ့အနောက်မြောက်ထောင်အရက်မှာတည်ရှိနေတာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဒါရိယစင်္ကမတတ္တဟကနေခုနှစ်ရက်ဖလားသမဘတ်အဆန်းချမ်းသာကိုခံစားတော်မူပြီးတဲ့နောက်မှာစတုထရတနာကရတတ္တဟကိုကြွားရှိတော်မူလာခဲ့ပါတယ်။နတ်ပြည်မှာတော့ဖန်ဆင်းထားတဲ့ရတနာကရရွှေအိမ်မှာထဲဝဲဖွဲ့ခွေစံနေတော်မူဟာအပိဓမ္မာပိဋကတရားတော်မြတ်ကိုသုံးသပ်ဆင်ခြင်တော်မူခဲ့ပါတယ်။ရတနာကရရွှေအိမ်၌ထဲဝဲဖွဲ့ခွေစံနေတော်မူဟာတရားတော်ကိုသုံးသပ်ဆင်ခြင်ပြီးတော့ဝိနည်းသတ္တဝါပေါင်းကိုကြည့်ရှုဆင်ခြင်တော်မူတဲ့အခါတွေ့ထိုက်သူနတ်လူပြမသတ္တဝါတို့သီလ၌တည်ပြီးတော့သမာဓိဖြင့်စိတ်ကိုတည်ကြည်အောင်ပြုပြီးပညာနဲ့ဝိပဿနာအလုံးအားထုတ်ကျင့်ကြံ၍မတ်ဖို့နိဗ္ဗာန်တည်ဟူသောအရိယာဘုံတို့တက်ရောက်ကြကြောင်းသီလသမာဓိပညာတည်ဟူသောပိဋကလမ်းကြောင်းကိုကောင်းစွာသိမြင်တော်မူတဲ့အတွက်ရှေးစွာသီလကိုပြဆွရာဖြစ်တဲ့ဝိနည်းပိဋကကိုသုံးသပ်ဆင်ခြင်တော်မူပါတယ်အဲဒီနောက်မှာသမာဓိကိုပြဆွရာ၌သုတ်တံပိဋကကိုသုံးသပ်ဆင်ခြင်တော်မူပါတယ်အဲဒီနောက်ပညာကိုပြတဲ့အပိဓမ္မာပိဋကကိုသုံးသပ်ဆင်ခြင်တော်မူပါတယ်အပိဓမ္မာပိဋကတရားတော်မြတ်ကိုသုံးသပ်ဆင်ခြင်တော်မူတဲ့အခါအောက်ဖြစ်တဲ့ဓမ္မသင်္ကနီဝိပင်းဓာတုကထာပုဂ္ဂလပညတ်ကထာဝတ္ထုယမိတ်စတဲ့ကျမ်းတွေကိုသုံးသပ်ဆင်ခြင်တော်မူတဲ့အခိုက်မှာသဗ္ဗညုရရွှေဉဏ်တော်ဟာကျေဝန်းပြီးတော့တရားနေကကျင်းတဲ့အတွက်ကြောင့်ရွှေဉဏ်တော်ဟာမကွန်းမြူပဲဖြစ်ခဲ့ရပါတယ်ခုနှစ်ခုမြောက်ဖြစ်တဲ့အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်တော်မူတဲ့အခါမှသာလျှင်သဗ္ဗညုတရွှေဉဏ်တော်ဟာကွန်းမြူခွင့်ကိုရရှိတော်မူခဲ့ပါတယ်အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးဝဲအလွန်သိမ်မွေ့နှုံညံ့တဲ့ခက်ခဲတဲ့တရားအချက်တို့ကိုသုံးသပ်ဆင်ခြင်တော်မူတဲ့အခါမြတ်စွာဘုရားရဲ့တန်တမ်းမှာအလွန်ပဲနှစ်သက်ဝမ်းမြောက်ပီတိတရားတွေဖြစ်ပွားခဲ့ရပါတယ်ပီတိတရားဖြစ်ပွားတဲ့အတွက်ကြောင့်သွေးတော်ကြည်လင်တော်မူတဲ့အတွက်ကြောင့်အရေးတော်ကြည်လင်တော်မူတဲ့အရေးတော်ကြည်လင်တော်မူတဲ့အတွက်ကြောင့်ကိုယ်တော်ရှိပိုက်မှာအင်းလုံးတောင်လုံးခန့်ပမာဏရှိတဲ့အယောင်ရှိတော်ဟာထွက်ပေါ်ကွန်းပြုကြပြီးတော့ကောင်းကင်ယံသို့ပြန့်နှံ့သွားခဲ့ပါတယ်မြတ်စွာဘုရားရှင်ရဲ့ယုံကြည်တော်ကွန်းပြုတာဟာဒီနေရာဟာအစအဦးဆုံးကွန်းပြုတော်မူခဲ့တဲ့နေရာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးယုံကြည်တော်စัจ java လာအနန္တတိကွန်းပြုခဲ့တာဟာနှစ်ကြိမ်ရှိတယ်လို့ဆိုပါတယ်ဒီရတနာကရကနေထွက်ပေါ်လာတဲ့မြတ်စွာဘုရားရှင်ရဲ့ယုံကြည်တော်တွေကိုအခြေခံပြီးတော့1880ခုနှစ်မှာသီလင်္ကာနိုင်ငံမှာBuddhist Committee ဆိုတဲ့အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်တဲ့ဗိုလ်မှူးအော်လကောကနေပြီးတော့အမေရိကန်နိုင်ငံသားဗိုလ်မှူးအော်လကောကနေပြီးတော့တီထွင်ခဲ့တာဖြစ်ပါတယ်1885မေလ25ရက်နေ့မှာဒီအလံကိုသီလင်္ကာနိုင်ငံကိုလံဘုံမြို့မှာစတင်ပြီးတော့လွှင့်ထူခဲ့ပါတယ်အခုဘောဓဘာသာဝင်များအသုံးပြုနေကြတဲ့အလံဟာဆိုလို့ရှိရင်သီလင်္ကာနိုင်ငံကစတင်တီထွင်ခဲ့တဲ့အလံဖြစ်ပါတယ်နီလပိတလောဟိတဩဒထမေဇိထပပတ္တရာဆိုတဲ့ရောင်ချီ6ခုကိုအခြေပြုပြီးတော့တည်ထင်ထားခဲ့တဲ့အလံဖြစ်ပါတယ်ယခုတွေ့မြင်နေကြတဲ့ရတနာကရသတ္တဌာနမှာဆိုလို့ရှိရင်ဇူလိုင်လ9ရက်2013ခုနှစ်ဘုံပေါက်ကွဲခဲ့တဲ့အတွက်ကြောင့်ခေါင်းမိုးတွေဟာလွင့်စင်ပြောက်ကွယ်သွားပါတယ်ဒီနေရာမှာဆိုလို့ရှိရင်မြန်မာနိုင်ငံကရဟန်းတို့များများနဲ့တက္ကသမများဟာပဋ္ဌာန်းတရားဒေသနာတော်ကိုအမြင့်မပြတ်ပွားများနေကြတာကိုတွေ့မြင်ကြမှာဖြစ်ပါတယ်ရှင်သန်တို့ဓမ္မစီမ YouTube Channel ကိုကြည့်နေကြတဲ့အားလုံးသောဓမ္မမိတ်ဆွေများရတနာကရတတ္တဟကိုကြည့်ပြီးတော့တစုံတရာဘုဒ္ဓရရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေပြည့်ပြားတယ်လည်းဝေးကွာနိုင်ကြပါစေ